ဂျိုမင်နဲ့ရဲ့ရင်နာရှာချန်ပီယံလိညနဲ့လောကာတယ်လီရဲ့မျက်ရည်ဆိုတဲ့အကြောင်းအရာပါဝင်နောက်ဆုံးရအောင်စားတဲ့များပရိသတ်များဝဲမိလာများကျွန်တော်ရဲ့ GB1 Say ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေ။ Brown ဆိုအနေနဲ့အမာရီယာအသင်းရဲ့ပိုင်ရှင်တူဖြစ်လာတဲ့ Ronaldo ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပါ။ Cristiano Ronaldo ဟာစပိန်ဒုတိယတန်းကလပ်အမာရီယာအသင်းရဲ့အစုရှယ်ယာ25ရာခိုင်နှုန်းကိုဝယ်ယူလိုက်ပြီးဖြစ်ပါတယ်။ဒီရောင်းဝယ်ကိုပေါ်တူဂီအသင်းကောင်းဆောင်ရဲ့ CR7 Sporting Investment Company ကနေတစ်ဆင့်လှုပ်ဆောင်ခဲ့တာဖြစ်ပြီးငွေကြေးပမာဏကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ဒါပေမဲ့ဒီသဘောတူညီချက်ဟာ Ronaldo ရဲ့ရေရှည်မှာအပြောအမြောက်ရင်းနှီးမြှုပ်နှံမှုတစ်ခုပြင်သတ်မှတ်ခံထားရပါတယ်။ Ronaldo ကကျွန်တော်ဟာကွင်းထဲမှာနေမကဘဲကွင်းပြင်ပမှာပါဘောလုံးလောကအတွက်အကျိုးပြုခြင်းနဲ့ရည်မှန်းချက်ရှိခဲ့တာကြာပါပြီလို့ထုတ်ပြန်ချက်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။အမာရီယာအသင်းဟာခိုင်မာတဲ့အုံမြင့်ရှိပြီးကြီးထွားလာဖို့လာလာကောင်းနေရှိတဲ့စပိန်ကလပ်တစ်ခုပါ။အသင်းဖွံ့ဖြိုးတိုးတက်ရေးမှာပံ့ပိုးပေးနိုင်ဖို့အသင်းကိုဦးဆောင်နေတဲ့သူတွေနဲ့အတူလက်တွဲလုံးဆောင်သွားခြင်းပါတယ်လို့လည်းပေါ်တူဂီသားကဆိုပါတယ်။အမာရီယာအသင်းကို2015ခုနှစ်မေလမှာဆော်ဒီယင်းနှိမ့်မြုံနှံမှုအဖွဲ့ကဝယ်ယူခဲ့တာပါ။ပြီးခဲ့တဲ့ဖေဖော်ဝါရီ9ရက်နေ့မှာအသက်40တနှစ်ပြည့်ခဲ့တဲ့ Ronaldo ဟာကစားမပွဲကနေနားယူပြီးဘောလုံးကလပ်တစ်ခုပိုင်ဆိုင်လိုတဲ့ဆန္ဒရှိကြောင်းအရင်ကတည်းကပြောမှုခဲ့တာဖြစ်ပါတယ်။ဒုတိယအနေနဲ့ဂျမန်နဲ့ရင်နာရှာချန်ပီယံလိညနဲ့လိုကာတယ်လီရဲ့မျက်ရည်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပါ။ဂျမန်အသင်းကောင်းဆောင်မန်နယ်လိုကာတယ်လီကတော့ဗိုလ်တော်နေ့ကဂရာဆေးနဲ့ပွဲမှာသူအသင်းရဲ့အန်အောသင်းပွဲအားတုံ့ပြန်ကစားမှုဟာအောင်မြင်မှုနဲ့လက်ကန်အလုံးပါရင်လွဲချော်ခဲ့ရတာဖြစ်ပြီးငိုတော်ငိုချင်ခဲ့လို့ဆိုလာခဲ့ပါတယ်။ပထမအကြောင်း9ခုနဲ့ရှုံးထားခဲ့ပေမဲ့ဒုတိယအကြောင်းမှာတော့ဂျမန်ဟာ3ဂိုးပြည့်နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းအစောပိုင်းမှာတွင်လွိုင်ကယ်လီအထုပ်ခံခဲ့ရလို့တယောက်ရောနဲ့ကစားခဲ့ရပေမဲ့ပွဲကိုအချိန်ပိုအထိဆွဲခေါ်နိုင်ခဲ့တာပါ။အမေရိကန်ကွင်းလယ်လူ Western McKennie ရဲ့ဂိုးကြောင့်နှစ်ကျော်ပေါင်းရလက်တူညီသွားခဲ့ပေမဲ့အချိန်ပိုမှာတော့ဂရာစီက2ဂိုးပြန်သွင်းခဲ့တာကြောင့်ဂျမန်ကအိမ်ညမှာပဲ3ဂိုး2ဂိုးနဲ့ရှုံးခဲ့ပြီးနှစ်ကျော်ပေါင်းရလက်9ဂိုး5ဂိုးနဲ့ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။ပြိုင်ပွဲကနေထွက်ခဲ့ရပေမဲ့ဂျမန်ပရိသတ်တွေကတော့သူတို့အသင်းကိုလက်ခုပ်တီးပြီးဂုဏ်ပြုခဲ့ကြပါတယ်။ကျွန်တော်တို့ဘယ်လောက်ထိယုံကြည်ခဲ့တဲ့လဲဆိုတာကိုတွေးမိငိုတော်ငိုချင်ပါတယ်။ကျွန်တော်တို့နှလုံးသားရောအရာအလုံးကိုပါပုံအောင်ပေးခဲ့ကြတာပါလို့လူကတယ်လီကပြောဆိုခဲ့ပါတယ်။ဒီလိုပွဲမျိုးဟာရင်ထဲမှာအမြဲဆွဲကြံနေမှာပါလို့လည်းအီတလီသားကထလောင်းပြောကြားခဲ့ပါတယ်။ဂျမန်အသင်းရှုံးနေခဲ့တာကြောင့်ချန်ပီယံလိစတောက်အသင်းအဆင့်မှာအီတလီအသင်းဆိုလို့ဒေါမွန်ကိုဖြုတ်ချခဲ့တဲ့အနောက်နာတင်းနေတာကျန်ပါတော့။နီးပြလူစီယာနိုစပယ်လက်တီရဲ့ဂျမန်ဟာစီးတီးမှာလည်းအဆင့်9နေရာမှာရုန်းကန်နေရပြီးလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်အတွက်အဆင့်4ကရိုမာအသင်းနဲ့လေးမှတ်ကွာနေခဲ့ပါတယ်။နောက်ဆုံးနေတဲ့ဂါဘီယယ်ကိုခေါ်ယူဖို့အာဆင်နယ်အသင်းစီကိုစုံစမ်းခဲ့တဲ့ရီယယ်မက်ဒရစ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။ရီယယ်မက်ဒရစ်အသင်းကတော့အာဆင်နယ်နောက်ခံလူဂါဘီယယ်ကိုခေါ်ယူဖို့အတွက်စုံစမ်းမှုတွေပြုလုပ်ခဲ့တယ်လို့သတင်းတွေကဖော်ပြလာခဲ့ပါတယ်။ဒါပေမဲ့ပရီးမီးယားလိရဲ့ဇယားတစ်ကအာဆင်နယ်ကတော့အသက်28နှစ်အရွယ်နောက်ခံလူဟာဘလောက်ပေးမရောင်းနိုင်တဲ့ကစားမဖြစ်ကြောင်းရီယယ်ကိုအချစ်ချင်းအကြောင်းပြန်ခဲ့ပါတယ်။ဂါဘီယယ်ဟာပြီးခဲ့တဲ့နေရာဒီမှာကဏ္ဍတွေနဲ့နှိချေစာချုပ်တွေချုပ်ဆိုထားခဲ့တာပါ။ဘူကာယိုဆာကာနဲ့ဝီလီယံဆာလီဘာတို့ကိုလည်းစာချုပ်တရံတိုးထားပြီးဖြစ်တဲ့အာဆင်နယ်ဟာရီယယ်လိုအသင်းကြီးမျိုးကလာကန်လိုက်ရင်တော့သူတို့ရဲ့အဓိကကစားမတွေကိုလဲလဲနဲ့ယူသွားလို့မရဘူးဆိုတာကိုပြသဖို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ဒီနေ့ဆမ်ဘကာလာပါပဲ။နောက်ဆုံးရအောင်စားတဲ့နေ့အပြောင်းရွှေ့တဲ့နေ့ပွဲကြိုပွဲပြီးသုံးသက်ချက်တွေပြီးစိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ GB1 Say ဘောလုံး channel လေးကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ။